တနေ့ချာတရက်ချာကို every other day ကိုသုံးလို့ရတယ်။တစ်ပတ်ချာတစ်ခါဆိုရင် every other week တစ်လချာတစ်ခါဆိုရင် every other month တနှစ်ချာတစ်ခါဆိုရင် every other year တရက်ချာတစ်ခါတနေ့ချာတစ်ခါဆိုလို့ရှိရင် every other day ဥပမာကျွန်တော်တရက်ချာတစ်ခါဈေးတောက်တယ်။ဒါလေးကိုအတူတူရေးကြည့်ကြမယ်။ကျွန်တော်ဆိုတော့ I ဒါက subject ပြီးရင် verb လာမယ်။ verb ကဈေးတောက်တာကို take a medicine ဒီနေရာမှာတောက်တာကို drink မသုံးပါဘူး။ဈေးတောက်တာကို take our medicine I take our medicine ကျွန်တော်ဈေးတောက်တယ်။ဘယ်လိုတောက်တာလဲ။တရက်ချာတစ်ခါဆိုတော့ every other day I take a medicine every other day ကျွန်တော်တရက်ချာတစ်ခါဈေးတောက်တယ်တရက်ချာဈေးတောက်တယ်လို့ပြောလို့ရတယ်အကယ်၍များကျွန်တော်အပင်တွေကိုကျန်းမာစေဖို့အတွက်တရက်ချာတစ်ခါရေလောင်းတယ်ဆိုပါစို့ကျွန်တော်ရေလောင်းတယ်ဆိုတော့ I water ဒီ noun အနေနဲ့ဆိုရင်ရေ verb အနေနဲ့ကြတော့ရေလောင်းတီ I water ကျွန်တော်ရေလောင်းတီဘာကိုရေလောင်းတာလဲကျွန်တော်ရဲ့အပင်တွေဆိုတော့ my plants အပင်တွေဆိုတော့ s ကလေးပေါင်းပေးရမယ်ဘယ်လိုလောင်းတာလဲတရက်ချာတစ်ခါရေလောင်းနေဆိုတော့ every other day အတွက်ရေလောင်းတာလဲအပင်တွေကျန်းမာစေဖို့အပင်တွေရှင်သန်ဖို့ဆိုတော့ to keep them healthy I water my plants every other day to keep them healthy နားလည်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကြည့်ပြီးအကျိုးရှိရဆိုရင်တစ်လို့ comment မှတ်ပေးသွားနော် Thank you bye bye